တူရကီနိုင်ငံလေပိုင်နက်အတွင်းကိုကျူးကျော်ဝင်ရောက်လာတဲ့အီရန်နိုင်ငံရဲ့တိုက်ချင်းပစ်ဒုံးကျည်တခြင်းကိုပစ်ချနိုင်ခဲ့ပါတယ်။နေတိုးလေကြောင်းရန်ကာကွယ်ရေးစနစ်ကနေအောင်မြင်စွာပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာတစ်ဖက်အတွင်းမှာဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့တဲ့အရေးကြီးဖြစ်စဉ်လည်းဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာတနင်္လာနေ့ကဖြစ်ပွားခဲ့တာပါ။အီရန်ဘက်ကပစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာတူရကီလေပိုင်နက်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။ဒါကိုနေတိုးရဲ့ကာကွယ်ရေးစနစ်ကကြားဖြတ်ဟန်တားခဲ့တာဖြစ်ပါတယ်။ပစ်ချခံရတဲ့ဒုံးကျည်အပစ်အစီးတချို့ဟာတူရကီနိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွေ့ကိုကြားရောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒေတာခန့်တဲ့အနေနဲ့ပေါက်ကွဲတန်းအကျယ်ကြီးကိုထိတ်လန့်ဖွယ်ရာကြားခဲ့ရတယ်လို့ဆိုပါတယ်။ဒီထစ်စင်နဲ့ပတ်သက်ပြီးတူရကီသမ္မတအာဒိုဂန်ကပြင်းထန်စွာတတိပေးလိုက်ပါတယ်။အခုလိုရန်စားတဲ့လုပ်ရတဲ့ဟာနိုင်ငံတစ်ခုကြားကရေရှည်ချစ်ကြည်ýကိုပြက်ပြားစေနိုင်တယ်လို့သူကဆိုပါတယ်။ဒါအပြင်ဒေတာတွင်းတည်ငြိမ်မှုကိုလည်းအကြီးအကျယ်ချိန်ချောက်နေတယ်လို့ပြောကြားခဲ့ပါတယ်။တူရကီနိုင်ငံမှာအမေရိကန်လေတပ်စခန်းတွေရှိနေပါတယ်။နေတိုးအဖွဲ့ရဲ့ရေတပ်စခန်းတွေလည်းအခိုင်အမာတပ်ဆွဲထားတာဖြစ်ပါတယ်။လွန်ခဲ့တဲ့10 ရက်ခန့်ကအမေရိကန်နဲ့အီရန်ကြားမှာလေကြောင်းစစ်သွေးတွေစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတူရကီဟာကြားဝင်စိတ်ဆက်ပြီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အခုအခါမှာတော့အိမ်နီးချင်းအီရန်နိုင်ငံရဲ့ချင်းချောက်မှုကိုတိုက်ရိုက်ရင်ဆိုင်လာရတာဖြစ်ပါတယ်။လောလောဆယ်မှာတော့အီရန်ဆိုရပါကဒီဖြစ်စဉ်လက်ပတ်သက်ပြီးတစုံတရာတုံ့ပြန်ပြောကြတာမရှိသေးပါဘူး။နေတိုးအဖွဲ့ကတော့မဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေးအတွက်အပြည့်အဝတာဝန်ယူသွားမယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်